Okay, cuma cina tengah cim tong yau ni re, terus aro Singapore ma aluk tu aluk put terus kena tadi mana re, piro terus Singapore tu apin ro cina triau trip mana. Okay. Okay, dah ro cina mulai poi turun apa pun ni. Okay, dah le. Okay. Wow. Okay, cina different ma ini. Okay. Piro dah ni re, gua gua look piro di tu ni rai. Let ada dari lokal. Okay. Gua aku cuma di rai simpi dah cep tu satu Okay. Di rai gua aku cep sa. Jangan apa tu le cuma ya. Di semua. This guy. Okay, channel name ya Vanlan Hawk, Chin lo cha Vanlan Hawk ဖြစ်တယ်ပြီးတော့ဒီကစားနာမယ်ကျတော့ John Hawk လို့ပေးထားတယ်ပေါ့ပြီးတော့ကျွန်တော်လာတဲ့နေရာမြန်မာနိုင်ငံချင်းပြည်နယ်ဖလန်မြို့နယ်ထန်လွန်းကျေးရွာနေလာတယ်ပြီးတော့ကျွန်တော်ဒီအစားလို့ဖို့ဒီကိုရောက်လာရချင်းဖြစ်ပါတယ်နိုင်ငံရဲ့အခြေအနေမျိုးကြောင့်ပါဟုတ်ကဲ့ကျွန်တော်ကဒီကိုလာတာပြောတကယ်တမ်းပြောရမယ်ဆိုရင်ကျွန်တော်မိသားစုကခက်ခဲတယ်ကျွန်တော်ချင်းပြင်းနေမှာပဲနေတယ်ပြီးရင်အမြအဆိုင်ကင်ဆာဖြစ်နေတယ်ပြီးရင်ကျွန်တော်တို့အတွက်ငွေရေးကြအရန်ခက်ခဲတဲ့အရာတစ်ခုဖြစ်တာပေါ့နော်ငွေရေးကြီးလည်းမရှိဘူးဒီကိုရောက်လာတဲ့အချိန်မှာကျွန်တော်ဘယ်လိုဆက်သက်ရှင်လဲဆိုတာလည်းကျွန်တော်ကြိုတင်မှန်းဆလို့မရအောင်ဒါပေမဲ့ဘုရားသခင်ကဒီနေ့ဒီချိန်ခါထိဆက်လက်ပြီးတွာလာခွင့်ပေးတယ်ဒီကစားကိုလည်းဆက်လက်ပြီးလုဆောင်ခွင့်ပေးတယ်အရာရာလုံးကဘုရားသခင်ကြောင့်အရှင်ပြေတယ်လို့ပြောရမှာပေါ့လောကအနေနဲ့ကြည့်မယ်ဆိုတော့အရှင်မပြေဘူးဘာမှမရှိဘူးဆိုတော့ချင်းဆိုပေမဲ့မြန်မာနိုင်ငံထဲမှာနေတယ်ဆိုတော့တနိုင်ငံလုံးကိုစားပြုချင်တာကျွန်တော်မြန်မာနိုင်ငံနဲ့ပထမဆုံးချင်းတို့တနိုင်ငံလုံးကိုစားပြုချင်တာပြောရမယ်ဆိုခလမ်နဲ့ကောင်းကောင်းထင်တာဒီကိုရောက်မှ9လဝန်းကျင်လောက်ပဲရှိတယ်ဒါပေမဲ့ဒါဘာလို့ဒီရကစားကိုရွေးနေဆိုတော့အရာသခင်ကျွန်တော်ပြီးတဲ့ challenge လို့ကျွန်တော်မြင်တယ်ကျွန်တော်ယူစားတဲ့အတွက်ဒီရကစားကိုရွေးတယ်ဘုရားသခင်ကျွန်တော်ဒီအချိန်ထဲခွင့်ပြုပြီးတော့ကျွန်တော်အဲ့လိုမျိုးနေရအခုချင်းပြနေကိုစားပြုနိုင်ငံကိုစားပြုဖြစ်တဲ့အချိန်နဲ့ကျွန်တော်ဘုရားသခင်ကကျွန်တော်ကိုကြွယ်ကာနဲ့ကျွန်တော်ကိုချင်းရောက်တယ်ကျွန်တော်ယုံကြည်တယ်ပြီးတော့ကျွန်တော်ကိုဆူတောင်းကြည့်တဲ့မိသားစုပရိသတ်တွေရတယ်ကျွန်တော်ရဲ့ခွန်အားပေါ့ဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့ခွန်အား
ကြတော့တရားဝင်လုံးမလုံးနိုင်ဘူးဆိုတော့အလုပ်တော့မလုံးဘူးဒီဟာပဲတော့သွားတယ်ဟာလေကျွန်တော်နေလဲဝင်ရတာတော့မရှိဘူးဒါပေမဲ့ကျွန်တော်မှစင်ကာပူမှာသူလည်း import ပဲလုပ်နေသူကပဲကျွန်တော်အများအဖြစ်ထောက်ပံ့တယ်အဓိကထောက်ပံ့တာသူတို့စားစိတ်ရဲ့ income ခလောက်ရပြီးတော့ကျွန်တော်ဒေါ်လေးဆွေးတယ်မှာတယောက်သူတို့ကတက်နိုင်ကြလောက်ထောက်ပံ့တယ်ပြီးတော့ကျွန်တော်ဒီ training fee ကျွန်တော်ဒီ gym ရဲ့ founder လို့ပြောရမှာပေါ့ founder coach စေခနာကျွန်တော် scholarship ပေးထားတဲ့ training fee ဟုတ်ကဲ့ So he told me that he wanted to leave conscription for the army, you know, which I completely understand. You know, the young man seeking freedom and most importantly, trying to build a fight career. So, you know, just said, come on over. And I remember the first time he came to the gym, we were practicing jiu-jitsu, and the look on his face, he looked like a child, like a kid in a candy store. Okay. I'm pulling back. Okay. Whirlwind. I can't explain it. Like there's very few fighters like at this stage where you can like look at and say that person is going to be a champion, and like John has that. He comes in with such aggression, and it's almost like controlled aggression. I don't have to say anything to say, John, just go. ဟုတ်ကဲ့ကျွန်တော်ကဒီပြန်အကစားပြန်ပွဲဝင်လာတော့မကြာသေးဘူးဒါပေမဲ့ကျွန်တော်မှာဟိုဟာ project တချို့စေတယ်ပြီးတော့မိဘနဲ့ project တွေကကျွန်တော်ကိုအမေရန်ဆူတောင်းပေးတာပေါ့နော်ကျွန်တော်အမေရန်ဆူတောင်းပေးတယ်လို့ပြောတယ်ကျွန်တော်ပြန်ပွဲဝင်လာတဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်အားပေးတဲ့ project တွေအတွက်ရောကျွန်တော်နိုင်ငံအတွက်ရောဖြစ်ရမယ်ဆိုတဲ့ခံစားချက်နဲ့ကျွန်တော်အဲ့ဒါကိုစိတ်ထဲမှာရင်ဆုံးဝင်ပြီးတော့ကျွန်တော်ခုံအားယူတာကျွန်တော်ဆူတောင်းပေးတဲ့ကျွန်တော်အမေရဲ့အဖေရဲ့ကျွန်တော်မိသားစုရဲ့ပြီးတော့ကျွန်တော် project တွေအမေရန်ဆူတောင်းပေးတယ်ဆိုတော့အဲ့ဒါကိုပဲစဉ်းစားတယ်ဒီတော့ဆူတောင်းခံချနေငယ်ဒီကစားတဲ့ချိန်မှာလည်းကောင်းမှစစားနိုင်ကိုနေလေဒီမှာကောင်းချောတဲ့ဒဏ်ရာနေငယ်ရှိတာစစားနိုင်ကိုပြီးတော့ကိုဆူတောင်းချင်တာကျွန်တော်အမေကခင်စာယောဂဖြစ်နေတယ်အဲ့ဒီအတွက်အခုစီကူတောင်းကိုခံယူနေတယ်အဲ့ဒီအတွက်ဆူတောင်းဖို့เกี่ยละเนี่ยแต่เทมอะไรมาละเกี่ยอารมณ์จนมาตัดทับพิมาจนมกจนนอกอารมณ์และเล็กก็ก้าวจีปีพิมานอกอีกเป็นเลเวลสาอิงเกนสาอาภิวิทนาคันสายาเนี่ยชิมชิมไปแต่เมื่อโปรดคันในเนี่ยคนอาบุกิที่สุดเนี่ยเสลยอีนายกอารมณ์เลเวลโปรดอาภิเจ้ากิจเจ้าตามมีเราสุดดาวมาเนี่ยตมาเราจีโดยตมาเราจีพิโกเยสุปยาดีกิจจีนายกสิสิงห์เลยและตัวธรรมะอันนั้นเนี่ยก้าวส่งกระจายเช่นอาภิจะตัดในบุญอย่างเราก้าวจีปีดอกบ้าเยสุนามาในสุดดาวจะไปพาอาเมนโอเคยังก้าวจีปีกันสิเกี่ยจะรู้เราส่งมาถึงสุดดาวเราส่งถึงสุดดาวก็เราไม่มาสุดดาวไม่กันกูเอง
ပညာရေးပိုင်းမှာတော့ကျွန်တော်ရှင်းတန်းချပဲတင်တယ်ဒါပေမဲ့ကျွန်တော်ဒီအကစားလိုင်းလုပ်တာဖြစ်ကျွန်တော်တကယ်တမ်းဆိုရင်ဟိုဟာပညာရေးရကြည့်မယ်ဆိုရင်ကျွန်တော်ပညာမတတ်ပေါ့ပညာမတတ်ပေမဲ့ဒီအကစားကျွန်တော်ဘုရားသခင်ပြတဲ့ကျွန်တော် challenge ပေါ့အဲ့ဒီ challenge အဖြစ်ဘုရားသခင်ကကျွန်တော်ကိုဆွဲခေါ်လာတယ်လူတွေကကျွန်တော်ကိုတီးလာတယ်ဒီအကစားအဖြစ်ကျွန်တော်လူတွေတီးလာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကဒီ fighting ဆိုပေမဲ့ကျွန်တော်တို့အကစားသမားအတွက်အနုပညာတစ်ခုပေါ့ကျွန်တော်အနုပညာဆိုတာကျွန်တော်စိတ်ခံစားချက်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ဒီအနုပညာတခါတလေကျရင်အကစားမှာရှုံးရင်စိတ်ခံစားရတယ်နိုင်ရင်လည်းစိတ်ပျော်တယ်ကိုယ်ပဲပျော်တယ်စိတ်ခံစားအနုပညာဆိုတော့ဟိုစိတ်ကန်စားချင်တဲ့အများကြီးသက်ဆိုင်လို့လည်းကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံရေးအခြေအနေဆိုတော့ကျွန်တော်နိုင်ငံသားတယောက်အနေနဲ့တော့ကျွန်တော်နိုင်ငံကြီးကျွန်တော်ဒီအစားလိုက်နဲ့ကျွန်တော်နိုင်ငံကြီးကိုတကယ်တမ်းပြောမယ်ဆိုရင်တက်နိုင်တဲ့နေရာနိုင်ငံအတွက်ပါဝင်နိုင်ငံအတွက်ကောင်းစေချင်တာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကိုလူတွေပုံများစေချင်တယ်ကျွန်တော်တို့နိုင်ငံကိုရှင်းပြောရမယ်ဆိုရင်တက်နိုင်တဲ့လောက်ကဲတင်ချင်တယ်လို့ပြောရမှာပေါ့တက်နိုင်တော့ကိုငွေချင်တယ်အများပြည်သူတွေဒုက္ခရောက်နေတဲ့သူတွေအဲ့ဒါတွေကြောင့်ဟုတ်တယ်။